ရင်မိုးကိုမြစ်တာမရှိပင်အောင်စမှုကိုမှမြစ်တာရှိတယ်လို့ပြောလာတဲ့ကြီးလက်လက်ဦးတကယ်တကကမြန်မာနိုင်ငံရဲ့အောင်မြင့်ဆုံး LGBT အဖွဲ့ဝင်ဖြစ်တဲ့မိုးကြိုးငယ်ငယ်လေးများအဖွဲ့ခေါင်းဆောင်ဟောင်းကြီးလက်လက်ဦးရဲ့ပူပွေလေးလေးပြောစကားတွေပဲဖြစ်ပါတယ်လက်ရှိမှာတော့အစားအသောက်ကုန်ကိုလုပ်ငန်းအောင်စီလုပ်ကိုင်နေတဲ့ကြီးလက်လက်ဦးကသူမရဲ့ဆိုင်သေးဖွယ်ပွဲကိုသိန်းရာစီကုန်ကြခံပြီးတော့နာမည်ကြီးစက်မင်းသားအောင်စမှုကိုဖိတ်ကြားခဲ့ရလဲဖြစ်ပါတယ်ဒီလိုဖိတ်ကြားခဲ့တာကအောင်စမှုရဲ့မန်နေဂျာကိုကျော်စရာနဲ့23နှစ်ကြာခင်မရင်းနှီးမှုရှိကြလို့လည်းသိရှိရပါတယ်ဖွင့်ပွဲမှာလူစီကားခဲ့လို့သူမအနေနဲ့အလွန်ချင်းနဲ့အားရနေရလဲဖြစ်ပါတယ်ဒါပေမဲ့ပြည်သက်တွေကြားတဲ့ကအရန်ကိုကြရိုက်သွားစေတာကတော့သူမရဲ့နောက်ဆက်တွဲစကားတွေပါသူမကစက်မင်းသားဆိုင်ရုံမှုကိုဒီဇယ်လေးမှမြတ်တာမရှိစေနာမရှိကြောင်းတဲ့ပြောချလိုက်သလိုဖိုးချစ်တို့လိုနာမည်ကြီးမင်းသားတွေကနှစ်20လောက်ကပြခဲ့ပြီးဖြစ်လို့စက်သက်စားမကုန်တဲ့စီးစံတွေရှိနေပြီဖြစ်ကြောင်းမှတ်ချက်တွေပြုခဲ့ရလဲဖြစ်ပါတယ်။အောင်စမှုကတော့အခုမှအောင်မြင်လာတဲ့သူဖြစ်လို့ငွေချဖို့လိုအပ်နေသေးတဲ့အတွက်သူ့အပေါ်ကိုသာစေနာထားတယ်လို့ရှင်းပြခဲ့ရလဲဖြစ်ပါတယ်။ဒီပြောဆိုချက်တွေကြောင့်ဆိုင်ရုံမှုရဲ့အမာခံပြည်သက်တွေကတော့တော်တော်လေးကိုစိတ်ဆိုးဒေါသထွက်နေကြရလဲဖြစ်ပါတယ်။သက်သမီးလူပညာတွေနဲ့ပတ်သက်ပြီးတော့ဝေလေးလေးပြောချလိုက်တဲ့ကြည်လက်ဦးရဲ့စကားတွေပေါ်ပြည်သက်ကြီးတို့အနေနဲ့ဘယ်လိုမြင်လဲဆိုတာခေါင်းမကြီးတွားပြခဲ့ကြပါအောင်ရှင်။ဆက်သက်ပင်တိုင်းမှာခေါင်းဆောင်မင်းသမီးရှိပေမဲ့စိုင်းရီမိုးဆက်ပွဲမှာတော့ခေါင်းဆောင်မင်းသမီးဘာကြောင့်မထားတာလဲ။မြန်မာဆက်သက်ပင်လောကမှာရှိတဲ့ဇက်ဖွဲ့စည်းအတိုင်းလိုမှာခေါင်းဆောင်မင်းသမီးဆိုတဲ့ယာတိုးကုံပုတ်ကိုအလေးနဲ့ထားလေးရှိတတ်ပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာပြည်သက်တွေအားပေးမှုအခိုင်အမာရရှိထားတဲ့စိုင်းရီမိုးဆက်သက်ပင်မှာတော့ထူးခြားတဲ့စီမံခန့်ခွဲမှုပုံစံတစ်ခုကိုကျင့်သုံးနေရတွေ့ရှိရပါတယ်။အဲ့ဒါကတော့စိုင်းရီမိုးဆက်မှာဗယ်မင်းသမီးကိုမှခေါင်းဆောင်မင်းသမီးဆိုပြီးတော့တည်သက်နေရထားပေးတာမျိုးမတွေ့ရှိရပါဘူး။ဒီလိုလှဆောင်ခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့အဖွဲ့အစည်းတစ်ခုအတွင်းမှာခေါင်းဆောင်တွေများပြားနေရင်ဆရာများပြီးတားသိမှာစိုးစိုးလိုမျိုးအမြင်မတူမှုတွေနဲ့ပြဿနာတွေပုံမများပြားလာနိုင်ကြောင်းဖြစ်ပါတယ်။ခေါင်းဆောင်မင်းသမီးဆိုတဲ့တမတ်ချက်ရှိနေအခွင့်အရေးဦးစားပေးမှုတွေပေါ်မှာမူတည်ပြီးတော့အချင်းချင်းအားပြိုင်မှုတွေမကျေမနပ်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့်စိုင်းရမှုအနေနဲ့မင်းသမီးတွေကိုခေါင်းဆောင်ရွေးချက်နဲ့ခွဲခြားထားခြင်းမရှိဘဲနဲ့အမှုပညာအလုံးကိုဒန်းတူညီတူနေရာပေးထားရလဲဖြစ်ပါတယ်။မင်းသမီးတိုင်းကိုကိုယ်စီရင်ချင်းလိုက်ဇက်ကဖို့အတွက်တာဝန်ပေးထားပြီးတော့ဘသူကတော့ဖြစ်ခေါင်းဆောင်ဖြစ်လို့ပို့ပြီးတော့အခွင့်အရေးရှိရမယ်။ပို့ပြီးတော့ဦးစားပေးရမယ်ဆိုရဲခွဲခြားဆက်ဆံမှုတွေလုံးဝမရှိပါဘူး။ဒီလိုအားလုံးကိုဒန်းတူညီတူအဆင့်တန်းတစ်ခုထဲမှာထားရှိခြင်းကအဖွဲ့သားတွေကြားမှာစီးလုံးမှုကိုပုံမိုးခိုင်မာစေအောင်သာမကပဲအမှုပညာတိုင်ဆိုင်မှုတွေကိုလည်းမဖြစ်စေတော့တာအမှန်ပါပဲအဓိကချက်ကတော့စိုင်းရမိုးစသဖြင့်မှာစိုင်းရမိုးကိုယ်တိုင်ကနံပါတ်1ဦးစားပေးအမှုပညာရှင်ဖြစ်ပြီးတော့အဖွဲ့တစ်ခုလုံးရဲ့ဦးဆောင်သူဖြစ်တာကြောင့်အားလုံးကိုစနစ်တကျထိန်းချုပ်နေရလဲဖြစ်ပါတယ်ရှင်